ဇီကွက်စာကြည့်တိုက်ထဲကစာအုပ်တွေကကြီးလွန်းလို့ချော်ပါနဲ့ဘွန်နီလည်းမနှဲဖတ်နေရပါတယ်။စကောလာတွေတီးစေခြင်းနဲ့ဗဟုသုတတွေကလည်းအလွန်များလာပါတယ်။ဘွန်နီကအပေါ်ကဇီကွက်ကြီးကအသက်ရှိလားမေးကြည့်တဲ့အခါဘယ်လိုလို့ခေါ်တဲ့ဒီဇီကွက်ကြီးက200ချီတဲကဒီကျွန်းမှာနေထိုင်ခဲ့ပြီးအခုတော့ဒီမှာစာကြည့်တိုက်မှုကြီးလုံးနေရလို့စောကရှင်းပြပေးလိုက်ပါတယ်။ဘယ်လိုကစာကြည့်တိုက်ထဲရောက်လာတဲ့စာအုပ်တွေကိုပုံကြီးချဲ့ပေးနေတာဖြစ်ပြီးအဲဘက်ကလည်းအစိုးရနဲ့မပတ်သက်တော့မလို့တန်ငါတွေပင်လယ်ပြင်ကအပြန်ယူဆောင်လာကြတဲ့သတင်းစာလေးတွေကိုလည်းပြန်ပြီးတင်စီထားကြတာပါဘယ်လိုက Grocio Fruit ကိုစားထားလို့ဒီလိုအစွမ်းရှိတာဖြစ်မယ်လို့လစ်ကလည်းထင်ကြီးပေးလိုက်ပါတယ်ချော်ပါကဒီမှာစေးပညာဆိုင်ရာစာအုပ်တွေရှိလားရောဘင်ကိုလာမေတော့ဒီမှာနက်ခတ်ပေတာနဲ့တမိုင်းချောင်းစာအုပ်တွေကပိုများပြီးစေးပညာစာအုပ်အနေအချင်းတော့ရှိပါရဲ့လို့ရောဘင်လည်းပြန်ဖြေလိုက်ပါတယ်စောကလည်းအဲဘက်ရှေးဟောင်းစေးပညာစာအုပ်တွေတော့ရှိပေမဲ့ငကိုတဲကကြီးပီးသားတွေဖြစ်လို့ပြန်တော့တေးအောင်လို့မရဘူးလို့ဆိုပါတယ်တစ်ဖက်ကမြောက်လောင်းလေးလူဗီတယောက်ကတော့ခလေးတွေနဲ့ဥစပ်ကိုဒန်းလွဲလို့စီခိုင်းနေပြီးအားလုံးလဲကြောက်လို့ရက်ပါတော့အော်နေကြပါပဲနာမီရဲ့လက်တံပြောင်စာမိသွားပြီးတဲ့နောက်မှာပဲအာလူဘူးဒီတွေချကုန်ပါပဲခလေးတွေကကြောက်လို့ဂရစ်စီပြေးသွားတဲ့အခါလူဗီလဲစိတော်တွေဆိုတာမငိုရဘူးလို့လှမ်းအောင်လိုက်ပါတယ်စန်ကြီးလဲခလေးတွေကနူးညံ့ကြီးပြင်းလာကြတာမလို့စိတ်လျှော့ဖို့လာပြောပေမဲ့ဂရစ်စီရဲ့နော်ကိုနှလုံးချားတဲ့တာယာနေတဲ့တကောင်သားလေးကိုမြင်လိုက်ရပါပဲဒီအချိန်ရိုကိုလူဗီကိုတွေးချင်လို့ဦးတီလာနေတဲ့ခိုလန်လေတစ်ပင်ကြီးကိုလာစူးစမ်းနေတဲ့ဖရန်ကီကိုမြင်လိုက်တော့လူဗီတို့ရောက်လာပြီဆိုပြီးအပြေးသွားပါပဲခလေးတွေကလည်းဆွေဟတ်တွေနဲ့အတူကစားခွင့်မှာစော်ကစားနေကြပြီးဇိုတယောက်ကတော့တစ်ပင်မော်အိပ်ပျော်နေခဲ့ပါတယ်လူဗီနဲ့ဥစပ်တို့လည်းစတီတော်တွေမွေးထုတ်ပြီးတော့တဲ့ ever တိုင်းပြည်ကြောင်းစိတ်လီနေကြတုံးပါပဲကိုလန်ကရောက်လာပြီးလူဗီတို့ကိုတစ်သားနဲ့ပြေးခုတ်ပါပဲဒါပေမဲ့လူဗီကတော့လက်နဲ့ကာလိုက်ရှုံတဲ့အေယာမတစ်သားဓာကြီးကကျိုးပဲ့သွားခဲ့ရပြီး elephant ဂန်နဲ့ထိုးချလိုက်တာကြောင့်ကိုလန်လည်းနောက်လန်ကျသွားပါရဲ့အနာကခလေးတွေလည်းလမ်းကုန်ကြပြီးခလေးမလေးတွေကလည်းအကြမ်းဖက်တဲ့လူဗီကိုဝိုင်းအပြစ်တင်နေကြပါရဲ့ကိုလန်လည်းပင်လယ်ပြင်ရဲ့ Icarus ဆိုတာဂျာလာဆိုပြီးတဘောတွေကြားနေပေမဲ့ခလေးတွေကတော့ကြောင်းပြေးတဲ့ပြဿနာကောင်ဆိုပြီးဝိုင်းကျင်ဆဲနေကြပါတော့ရဲ့ကိုလန်ကပြန်ပြောနေတော့မှပဲ replay လဲရောက်လာပြီးပြဿနာရှာတော့မကောင်းပါမယ်ခုနကခုတ်ချက်ကတော့မစိုးဘူးလို့ချီးကျူးလိုက်ပါရဲ့တကယ်တော့ replay ဟာကိုလန်ရဲ့မိခင်ဖြစ်ပြီးမာတိုဆန်ပေးလိုက်တဲ့ linko berry လေးတွေကိုလည်းလှမ်းပေးလိုက်ပါရဲ့ခလေးရဲ့မေဆိုတော့စန်ဂျီကတော့တော်တော်အရှိုက်ထိသွားပြီးစရောဟတ်တွေလည်းအနားကိုရောက်လာခဲ့ကြပါရဲ့တစ်သားသားနဲ့လူဗီကိုပြေးခုတ်တာဆိုတော့ဇိုလည်းတတိရှိရလို့ဝင်ချီကျူးလိုက်ပြီးကိုလန်ကတော့သူ့ရဲ့ဖခင်ဟာလေလူဗီတို့လိုလူသားတစ်ယောက်ပဲလို့ဆိုပါရဲ့အဲဘတ်စတီတော်တွေကိုတော့ပြန်ခံချနိုင်ခဲ့တဲ့ပင်တမဟောင်းကြီးတစ်ယောက်ဖြစ်တယ်လို့ပြောလိုက်ပါရဲ့ကိုလန်ရဲ့အဖေက replay ထက်အသက်ငယ်ပြီး giant တွေရဲ့အသက်နဲ့ရှင်သူပဲအလင်းအမြန်အိုမင်းလာမှာမဟုတ်လို့လက်ထပ်ဖို့ညှင်းဆန်ခဲ့လို့ replay ကဆိုပါရဲ့replay ကိုညင်းဆန်တဲ့အယူကောင်ကဘသူလဲဆိုပြီးစန်ဂျီတယောက်ဒေါပွားနေပါပြီလူဗီကစားလို့အားလုံးကလည်းဗိုက်စာနေကြပြီမလို့ရွာမှာကျင်းပမဲ့စားတောက်ပွဲကြီးစီကိုဦးတီဖို့ပြင်ဆင်ကြပါပဲမတော်ခင်ရောဘင်တို့ကိုဝင်ခေါ်ခဲ့ကြပြီးအေယာမစာကြည့်တိုက်ကြီးကြောင့်လူဗီနဲ့ဥဆုပ်တို့ကတော့သဘောတွေကြားနေကြပါရဲ့စားတောက်ပွဲကြီးက3ရက်3ညတိတိကြာမှမလို့ရောဘင်နဲ့ချော်ပါတို့ကတော့စာကြည့်တိုက်မှာခဏနေခဲ့အောင်မှဖြစ်ပြီးလီလီနဲ့ဘွန်နီတို့ကလည်းတခွဲကန်းတိဆောက်ဖို့ပါမစ်သွားယူကြမယ်လို့ဆိုပါရဲ့ဒီအချိန်ဖရန်ကီလည်းရောက်လာကသူတွေးခဲ့တဲ့ထူးဆန်းတဲ့အရာကိုပြပြလိုက်ပြီးတော့ဒီအဲဘတ်တဂျွန်းလုံးကတကယ်တော့ရန်နာတစ်ပင်ကြီးအဒန်3ကြီးပဲလို့ဆိုပါရဲ့အဒန်3ဆိုတာတောင်စင်စန်ဒီကိုတိဆောက်ခဲ့တုန်းကတစ်သားအမျိုးအစားပဲဖြစ်ပြီးကမ္ဘာပေါ်မှာအခြားပုံစံတူတစ်ပင်တွေလည်းရှိပေမဲ့အဲဘတ်ကတစ်ပင်ကြီးကတော့တန်းအရှင်ဆုံးလို့စောကပြောလိုက်ပါရဲ့ဖရန်ကီကလည်းအဒန်3ကိုလေ့လာခြင်းဒေတာမဟုတ်လို့ဘိုက်စနေတဲ့လူဗီကတော့မစောင့်နိုင်တော့ပဲသူအရင်သွားနေတော့မယ်လို့ပြောလိုက်ပါရဲ့ဒီအချိန်ဂရစ်ကအားလုံးကိုခဏကြားလိုက်ပြီးသူမအကူအညီတစ်ခုတောင်းစရာရှိရလို့ဆိုပါရဲ့ဒီလိုနဲ့ပဲကြံနေတဲ့စရောခတ်တွေကိုလည်းအဲဘတ်ဝတ်စုံတွေဆင်ရင်ပေးလိုက်ပြီးဒီလိုလူတတိလေးတွေအတွက်အဝတ်အစားချုပ်တာကသူမရဲ့ဝါနာလို့ဆိုပါရဲ့အားလုံးလည်းဂရစ်ကိုကျေးဇူးတင်လိုက်ကြပါမယ်ဇိုကတော့မင်းလည်းဟိုနာဘူးကောင်လို့ဘေးလာလို့မေးလိုက်ပါရဲ့ဂရစ်ကလည်းသူမကရိုဒိုလိုဝမဟုတ်ပဲနဲ့အဝတ်အစားချုပ်တာလေးပဲဝါနာပါလာလို့ပြန်ပြောလိုက်ပြီးစန်ကြီးလည်းဒီလိုရိုင်းဆန်းတဲ့စကားတွေပြောထွက်လို့ဆိုပြီးဇိုနဲ့ရန်တက်ကြပါရဲ့ဒီလိုနဲ့ပဲတိမ်တင်းမော်လေးနဲ့အတူလူဗီတို့လည်းစားတောက်ပွဲကြီးစီထွက်ခွာလာခဲ့ကြပြီးကိုလန်လည်းလိုက်ပါလာခဲ့ပါရဲ့မကြခင်မှာပဲအနောက်ဖက်ရွာမှာစားတောက်ပွဲကြီးကိုကျင်းပခဲ့ကြပြီးဒိုဝီဘရိုကီတို့ကလည်းစtroll hat တွေက giant warrior တွေရဲ့တက်တိကိုလေးစားပြီးသူတို့ဘက်ကရက်တီပေးခဲ့ကြောင်းအားလုံးကိုပြောကြားလိုက်ပါရဲ့အိုအီမိုနဲ့ခါရှီကလည်း straw hat တွေကြောင့်သူတို့လည်းလွတ်မြောက်ခဲ့ရတာလို့ပြောလိုက်ပြီးဟာရူဂျင်ကလည်း straw hat တွေကြောင့်လမ်းပြောင်းနေခဲ့တဲ့သူ့ဘဝအလင်းရခဲ့ရလို့ဆိုပါရဲ့ရိုကိုလေးပါးတဲ့ကတယောက်လည်းဖြစ်အတော်ဆုံးပင်လယ်တမတယောက်လည်းဖြစ်တဲ့အပြင်ဝါနိုတိုက်ပွဲမှာလည်းခိုင်တူနဲ့ဗင်မန်ကိုအောင်နိုင်ခဲ့တဲ့လူဗီကိုအောင်လဲဝိုင်းခုံပြူလိုက်ကြပြီးချီရလိုက်ကြပါရဲ့အရက်ကုံသွားတဲ့ဇိုနဲ့ချင်ဘဲကိုလည်းဂျိုင်းယန်ကြီးတယောက်ကအရက်လာထည့်ပေးလိုက်ပြီးဟင်းလျာတွေကိုစူးစမ်းနေတဲ့စန်ကြီးစီကိုလည်းဂျိုင်းယန်မလေးတွေကအတူတောက်ဖို့လာခေါ်အားကြောင့်စန်ကြီးလည်းကောက်ပေါအောင်လိုက်သွားပါတော့
လူဗီတယောက်လဲ Moose အသားတွေကိုကျွဲလို့နွားလို့စားတောက်နေခဲ့ပြီး Stetson ကလည်းသူဟာစာဘော်ဒီလေလံပွဲမှာတုန်းကအယောင်ခံနေခဲ့ရတဲ့သူလို့လာပြောပြခဲ့ပါတယ်။ Usopp ကတော့ Stetson ကမုတ်စိတ်မွေးဝေရှိလာလို့မှတ်မိလိုက်ပူပြလိုက်ပြီး Haruden ကလည်း Stetson ဟာသူ့ရဲ့ငယ်တငယ်ချင်းကြီးမို့လို့လေလံပွဲမှာတုန်းကကယ်ပေးခဲ့တာကျေးဇူးပါလို့လာပြောလိုက်ပါတယ်။ဒီအချိန်မှာပဲ Chief Jaru ရောက်လာကနှုတ်ဆက်လိုက်ပြီးသူကကပ္ပအသက်အရှိဆုံး408နှစ်ရှိပြီဖြစ်တဲ့မုတ်စိတ်တောင်ကုန်း Jaru ပဲဖြစ်ပါတယ်။လူဗီတို့ကတော့ Chief Jaru ခေါင်းပေါ်မှာစိုက်ရတဲ့ဓာကြီးကိုအံအားတင်းနေကြပြီးသူ့ရဲ့ခေါင်းဆောင်ကြောင့်တာတော်သေးရဲ့လို့ Jaru ကဆိုပါတယ်။ဒါပေမဲ့ဓာကတော့ခေါင်းဆောင်ကိုတောင်ဖောက်ပြီးတစ်ချောင်းလုံးစိုက်ဝင်နေတာကြောင့်လူဗီနဲ့ Usopp လည်းထောက်ပါပဲ။ဒီအချိန်အနောက်ဖက်ရွာအနီးက Oros Castle မှာတော့ပေါ်တင်နဲ့ရောက်လာတဲ့ထူးဆန်းတဲ့လူ2ယောက်ကိုအဆောင်တွေကမြင်သွားပြီး Straw Hat တွေအဖွဲကလာလို့မေးမြန်းနေခဲ့ပါတယ်။စပင်အပြာနဲ့အမျိုးသမီးကသူတို့ဟာ Loki ဆိုသူကိုလာရှာတာလို့ဆိုတော့အဆောင်တွေလည်းဘရင်ကြီး Harrod ကိုတတ်ခဲ့တဲ့အပြစ်သား Loki ကိုဘာလို့တွေးချင်ရရလဲဆိုပြီးထားကြည့်ကြပါပဲ။ထို့အမျိုးသမီးက Loki ပမာ level ဆက်မေးနေခဲ့ပြီးအဆောင်တွေကမဖြေတာကြောင့်အရှိကိုတိုးလာကအဆောင်ကိုတစ်ချက်မော့ကြည့်လိုက်ပါတယ်။ချက်ချင်းဆိုလို့အဆောင်လေတကူလုံးနာကျင်တဲ့ဝေနာတွေကိုခံစားလာရပြီးချက်ချင်းလဲကျသွားပါပဲ။ကျန်တဲ့အဆောင်ကလည်းအတော်လန်သွားခဲ့ပြီးအမျိုးသမီးကလည်းသူကမေကုန်းနဲ့မေးနေတာမဟုတ်ဘူးအမိန်ပေးနေရလို့ပြောလိုက်ပါတယ်။ထို့အမျိုးသမီးနဲ့အတူအနောက်မှာလည်းစပင်အနီရောင်နဲ့ Chance နဲ့အတော်စင်တူရဲ့လူလည်းရှိနေခဲ့ပါတယ်။ဒါလေးကတော့ One Piece episode 165ဖြစ်ပြီးတော့166ကိုထွက်လာရင်စတင်ပြီးတော့မယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ channel လေးကို subscribe လုပ်ပြီးတော့ video လေးကို like လေးနဲ့ပေးခဲ့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်